တပည့်တော်မင်းညာကတညာလုံးစဉ်းစားလို့မရဘူးဖေဟာလောကမှာယရဏသုံးပါးရှိတာဖေဟာကိုလည်းပဲလူရမ်းဘူးသောလို့ရတယ်ဆိုတာတပည့်တော်သိတယ်ဖေဟာသံဃာဆိုတာကလည်းပဲတင်သာရှိတယ်အဲ့ဒီသံဃာကိုလည်းပဲလူရမ်းဘူးသောလို့ရတယ်ဆိုတာတပည့်တော်သိတယ်ဖေဟာတရားတော်ဆိုတာကတော့အထေငုတရမရှိတဲ့အတွက်အဲ့ဒီတရားကိုပူဇော်ခြင်းတပည့်တော်ဘယ်လိုပူဇော်ရမလဲဆိုတာစဉ်းစားလို့ကိုမရဘူးဖေဟာတပည့်တော်တို့တွေတရားယရဏကိုလက်တွေ့လူရန်ပူဇော်ခြင်းနဲ့ဆိုရင်ဘယ်လိုလူရန်ပူဇော်ရမလဲဖေဟာဘုန်းတော်ကြီးကမြတ်စွာဘုရားကိုလျှောက်တော့ဘုန်းတော်ပရိသတ်ကြီးဘုရားရှင်ကတခုံးနဲ့ဖြေပါဒေနာယယမနာဘဟုသုတံဓမ္မတတံဘိက္ခုံဘုသေယမနာဩဘုန်းတော်ကြီးဒေနာယထိုသို့တရားယရဏကိုပူဇော်လို့မူကားဓမ္မတတံငါဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုဆောင်တော်မူနိုင်သောဆောင်လေသောဘဟုသုတံငါဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုများစွာကြားနာဘူးသောဘိက္ခုသာသနာ့ဝန်ထမ်းရှင်ယံကိုပူဇေပူဇော်လေလောဣတိသို့ဘဂဝါဘုန်းတော်၆ပါးသက္ကံသာပေညုဘုရားရှင်ကိုတော်မြတ်ကြီးသည်အဝါစာကရုဏာရှင်သောမေတ္တာအဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဘုန်းတော်ကြီးတရားယရဏကိုပူဇော်ခြင်းဖြင့်လွယ်လွယ်လေးပဲငါဘုရားဟောကြားတဲ့တရားတော်တွေကိုဆောင်တော်မူနိုင်တဲ့ဆောင်တော်မူကြတဲ့ဓမ္မတရဘုသူတယဟန်သံဃာတော်များကိုပူဇော်ပါလေအဲ့ဒါဆိုရင်တရားကိုပူဇော်တာပဲဒီတော့တရားကြီးကစဉ်းစားတယ်ဩမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုဆောင်တော်မူတာဘယ်သူပါလဲသူကမြတ်စွာဘုရားကိုမေးတယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုဆောင်တော်မူတာကဘယ်သူတုံးဖေဟာသူကတော့ဘယ်သူဘယ်ဝါလို့ညွန်ပြစေခြင်းနဲ့သဘောပေါက်မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုဆောင်တော်မူတာကဘယ်သူတုံးဖေဟာဘုန်းတော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘယ်သူဘယ်ဝါတော့ဖြစ်မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုဆောင်တဲ့ပုဂ္ဂိုလ်ပဲလို့တိုင်းရိုက်မှန်ညွန်ကြဘူးမဖြေကြဘူးပရိသတ်ကြီးတရားကြီးတရားကိုဆောင်တော်မူတဲ့ပုဂ္ဂိုလ်ကိုသိကြည်တန်ဃာတော်တွေကိုသွားပြီးတော့မေးပါလေတန်ဃာတော်တွေကနေပြီးတော့ဖြေပေးလိမ့်မယ်ဒီဟောဒီတရားကြီးကလည်းပဲဘုန်းတော်ကြီးကလည်းပဲတန်ဃာတော်တွေတန်သွားပြီးတော့ရှင်မယားတို့အရှင်မယားတို့တဲ့ကမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုဆောင်တော်မူတာဘယ်သူတုံးဖရာဒီတော့တန်ဃာတော်တွေကဖြေကြတယ်တရားကြီးမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုဆောင်ကြတာဒီတန်ဃာတော်တွေပဲဒီတန်ဃာတော်အားလုံးသည်ဘုရားသားတော်တန်ဃာတော်အားလုံးသည်မြတ်စွာဘုရားဟောကြားဆုံးမတော်မူခဲ့တဲ့တရားတော်တွေကိုဆောင်နိုင်အောင်ဆောင်ကြိုးစားနေကြတဲ့ပုဂ္ဂိုလ်တွေကြီးပဲတခုတော့ရှိတဲ့တရားကြီးဒီသံဃာတော်တွေထဲမှာအရှင်အာနန္ဒာဆိုတာတော့ရှိတယ်ပရိသတ်ကြီးဘယ်သူလဲလို့အဲ့ဒီအရှင်အာနန္ဒာကတော့ဖြင့်မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားအားလုံးကိုဆောင်တော်မူထားတဲ့ပုဂ္ဂိုလ်အရှင်သူမြတ်ပဲဘုန်းတို့အရှင်အာနန္ဒာဆိုတာကဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ညီလဲတော်တယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသွားလေရာနောက်အမြဲတမ်းလိုက်ပါပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုပြုစုရတယ်လှုပ်ကြွေးရတယ်မထေလဲဖြစ်ပါဒီတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးပဲကြွကြွအရှင်အာနန္ဒာပါတယ်အရှင်အာနန္ဒာလိုက်ရဒီတော့ဘယ်နေရာမှာပဲဘုရားရှင်ကိုယ်တော်မြတ်ကြီးကတရားဟောတဲ့အ
ရှင်အာနန္ဒာဟာရှေးဆုံးကထိုင်ပြီးတော့နာရဘယ်ပုဂ္ဂိုလ်ကိုပဲဟောအရှင်အာနန္ဒာသည်မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုနာခဲ့ရပါတယ်အဲကြောင့်ဘုန်းဘုန်းတို့မြတ်စွာဘုရားလက်ထက်တုန်းကအရှင်အာနန္ဒာလောက်မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုနာဘူးတဲ့ပုဂ္ဂိုလ်ရဲ့လို့တယောက်မှမရှိဘူးတဲ့မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုအများဆုံးနာခဲ့ရတာအရှင်အာနန္ဒာပါပြိဿကြီးဘယ်သူတဲ့တော့ဒီတော့ရှင်အာနန္ဒာဟာမြတ်စွာဘုရားဟောကြားတဲ့တရားအလုံးကိုနာဘူးတယ်နာရတယ်ဘုဒ္ဓတအရာမှာဧတတဲ့ဘောရတဲ့မထေပါနောက်တစ်ခုကရှင်အာနန္ဒာရဲ့ထူးခြားမှုဖြစ်ပါတယ်အရှင်အာနန္ဒာသည်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဘယ်နေရာမှာဘယ်ပုဂ္ဂိုလ်ကိုပဲတရားဟောဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့တရားတော်တွေကိုမှတ်မိတယ်တဲ့မိမသွားဘူးမှတ်ဉာဏ်အလွန်ကောင်းတယ်ဒါကတော့အရှင်အာနန္ဒာရဲ့ထူးခြားမှုပါဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့တရားတော်အားလုံးကိုမှတ်မိတယ်နောက်တစ်ခုကရှင်အာနန္ဒာသည်မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုမှတ်မိအောင်တဲ့ကြိုးစားတော်မူတယ်တရားပုဂ္ဂိုလ်တွေကကိုယ်နဲ့ဆိုင်တဲ့တရားကိုပဲမှတ်မိအောင်ကြိုးစားတယ်အရှင်အာနန္ဒာကတော့အဲ့ဒီတော့မဟုတ်ဘူးမြတ်စွာဘုရားဟောကြားလိုက်တဲ့တရားမှန်သမျှကိုမိမသွားအောင်တဲ့အမြဲတမ်းရုပ်အာနဲ့တရေစရဲလေးလာတယ်ပြီးတော့ရှင်အာနန္ဒာသည်မြတ်စွာဘုရားဟောကြားတဲ့တရားတော်အားလုံးကိုနားလဲတဲ့သဘောပေါက်တယ်တဲ့အဲဘုန်းဘုန်းတို့ဘုရားရှင်လက်ထက်တုန်းကရှင်အာနန္ဒာသည်ဧတတဲ့9တန်ရတော်မူပါတယ်ဧတတဲ့ဘယ်နှတန်ရလဲအရှင်အာနန္ဒာမြတ်စွာဘုရားကိုပြုစုလုံခြွေးတဲ့နေရာမှာလည်းပဲအတော်ဆုံးဆိုတဲ့ဧတတဲ့ကတခုမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုအများဆုံးနာကြားရတဲ့ဘဟုတုတဆိုတဲ့ဧတတဲ့ကတခုမြတ်စွာဘုရားဟောကြားတဲ့တရားတော်အားလုံးကိုမှတ်မိတယ်ဆိုတဲ့တတိမန္တဧတတဲ့ကတခုမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုမှတ်မိအောင်ကြိုးစားတဲ့နေရာမှာအတော်ဆုံးဆိုတဲ့ဒိဋ္ဌိမန္တဧတတဲ့ကတခုမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေအားလုံးကိုနားလည်သဘောပေါက်တဲ့နေရာမှာအတော်ဆုံးဆိုတဲ့ကတိမန္တဧတတဲ့ကတခုဧတတဲ့ဘယ်နှခုရလဲဒီတော့သံဃာတော်ရှင်မြတ်တွေကတခါကြီးအဲ့ဒီလိုတော့ရှိတယ်ရှင်အာနန္ဒာကတော့မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုအားလုံးနာဘူးတယ်မြတ်စွာဘုရားဟောကြားတဲ့တရားအားလုံးကိုလည်းပဲမှတ်မိတယ်မှတ်မိအောင်လည်းပဲကြိုးစားတယ်ဒီကမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုစောင့်တော်မူတာကတော့ဖြင့်ဟောဒီအရှင်အာနန္ဒာပဲဒီတော့ဘုရားကြီးအရှင်အာနန္ဒာရဲ့ထူးခြားမှုတွေကိုသိပြီးတော့တရားကိုပူဇော်မယ်ဆိုပြီးတော့တသိန်းနာသင်္ကန်းကတစုံကျန်တဲ့သူပိသုတုမျိုးစုံတွေကိုလည်းပဲယူပြီးတော့အရှင်အာနန္ဒာရဲ့ခြေရမှာထားပြီးတော့ရှင်မယားဟောဒီတသိန်းနာသင်္ကန်းနဲ့တကွာလူဘဝုတုအစုစုတို့ကိုရှင်မယားအားလူရန်ပူဇော်ပါတယ်ဖေယဒီလိုလူရန်ပူဇော်တာကအရှင်ဖေယရဲ့တန်တမှာရှိနေတဲ့အရှင်မယားဆောင်ထားတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့တရားယေရနာတွေကိုလူရန်ပူဇော်သောအားဖြင့်တပည့်တော်လူရန်ပူဇော်တာပါဖေယတရားကိုပူဇော်သောအားဖြင့်လူရန်တာပါဖေယအဲ့ဒီလိုရှောက်ထားပြီးတော့အရှင်အာနန္ဒာမထေရမြတ်ကိုတသိန်းတန်သင်္ကန်းနဲ့တကွာတဲ့လူပဲပိသုဥတုမျိုးစုံကိုပြိဿကြီးအဲ့ဒီတကားကြီးကပုံနာကြီးကတရားကိုပူဇော်ခြင်းလို့ဆိုပြီးတော့လူတန်းပူဇော်တော်မူပါတယ်ဒီတော့ရှင်အာနန္ဒာကလည်းစဉ်းစားတယ်ဩဘုရားရှင်ကိုယ်တော်မြတ်ကြီးနေသူဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတဲ့တရားတော်အားလုံးနိဗ္ဗာန်တသွေမသိဟောနိုင်တဲ့ဉာဏ်ပညာတော်ကြီးမားတဲ့
လက်ရတော်ရမဓမ္မအက္ခသာဝကဖြစ်တော်မူတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးဆိုတာရှိတယ်ပညာယာမှာထူးချွန်ဆုံးထက်မြက်ဆုံးမထေရကြီးဒီတော့ဒီလူပဝိသုဥဒ္ဓတွေကိုပညာကိုပူဇော်သောအားဖြင့်ငါရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုလူမယ်အရှင်အာနန္ဒာကပြိဿရဲ့သူရတဲ့လူပဝိသုဥဒ္ဓတွေကိုတဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးထံတော်ပြီးတော့ပညာကိုပူဇော်သောအားဖြင့်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုတစစ်လှူဒန်းတော်မူပါတယ်။ဒါတော့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးကလည်းပဲစဉ်းစားပြန်တယ်။ဩငါတို့တွေမရှိတော့တဲ့နောက်ပိုင်းငါတို့တွေမရှိတော့တဲ့နောက်ပိုင်းမှာမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုကြာရှည်စွာတည်တတ်အောင်ပြန်ပါအောင်ခိုင်မြဲအောင်မကွယ်ပြောက်အောင်ကြိုးစားဆောင်ရွက်ကြမှာကတော့သံဃာတော်တွေအားလုံးပဲဘုရားတော်သံဃာတော်တွေအားလုံးဟာမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုငါတို့တွေမရှိတော့တဲ့နောက်ပိုင်းမှာကြာရှည်စွာတည်တတ်အောင်ပြန်ပါအောင်ခိုင်မြဲအောင်ကြိုးစားဆောင်ရွက်ကြမှာပါလားသံဃာတော်ရှင်မြတ်ရဲ့ကျေးဇူးကြီးမားပုံကိုသိပြီးတော့တဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကလည်းပဲအဲ့ဒီသိဏ္ဍသင်္ကန်းနဲ့တကွာလူပဲဝုဒ္ဓပစ္စည်းမျိုးစုံကိုသံဃာတော်အားလုံးကိုချီးမြှောက်သောအားဖြင့်ခွဲခြားဝေဖန်ပြီးတော့လှူဒန်းတော်မူခဲ့ပါတယ်ပြိဿရဲ့ဘုံပြောလို့တာကတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတဲ့ဓမ္မထထံဘဝသုတံဘေကုံမူသေဟိတရားကိုပူဇော်ခြင်းနဲ့ဆိုရင်တရားတော်တွေကိုစောင့်တော်မူထားတဲ့သံဃာတော်များကိုပူဇော်ပါလေဆိုတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်မိန့်ကြားခဲ့တဲ့ဒေသနာစကားလေးပါတရားကိုပူဇော်ခြင်းရင်တရားကိုစောင့်တော်မူတဲ့သံဃာတော်များကိုပူဇော်ရမေတဲ့နော်ဒီလိုရင်လေဟောဒီနေရာကိုရောက်ရှိပြီးတော့လာကြတဲ့စေရနာရှင်ပါရမီရှင်သူတော်စင်တို့တွေကလည်းပဲတရားကိုပူဇော်ခြင်းလို့တရားကိုပူဇော်သောအားဖြင့်ဒီနေ့စုယုံရောက်ရှိနေကြတယ်လို့ပြောရမှာပါ။ဘာကြောင့်လဲဆိုတော့ဘုန်းဘုန်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့ပိဋကသုံးပုံတရားတော်တွေကိုနှုတ်ကိုအားကုန်ဆောင်တော်မူနိုင်ကြတဲ့ဒီပိဋကတရဆရာတော်ရှင်သူမြတ်များကိုမိမိတို့ရဲ့ဣန္ဒိယဣဒနာကိုပင်ပြီးတော့ဆရာတော်ဥဒ္ဓမဥဆောင်ပြီးတော့စေတနာရှင်ပါရမီရှင်လူရှင်သူတော်စင်တို့တွေလူရန်ပူဇော်ပြီးတော့နေကြတာတဲ့တရားကိုပူဇော်နေတာပါပြိဿကြီးဘာကိုပူဇော်နေကြတာလဲတရားကိုပူဇော်နေကြတာပါမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့ပိဋကသုံးပုံတရားတော်တွေကိုပူဇော်ရာမရောက်ဘူးလားနောက်တစ်ခုကပညာကိုလည်းပူဇော်နေတာတဲ့ပြိဿကြီးဘာကိုလည်းပူဇော်နေလဲဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့တရားတော်တွေဓမ္မခန္ဓာပေါင်းက8,400ဤတဲ့900ပိဋကသုံးပုံဓမ္မဝိနည်း2ပါးဝိမု ക്തി ရတ္တကတပါးလို့ဆိုတဲ့ဒီတရားတွေဟာစာအုပ်ပေါင်း40ရှိပါတယ်ပြိဿကြီးစာအုပ်ပေါင်းဘယ်လောက်ရှိလဲဒီတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့ပိဋကသုံးပုံတရားတော်တွေကိုစောင့်နိုင်ဖို့ဆိုတာဘာပဲပြောတဲ့ဉာဏ်ပညာအသစ်အတက်ထူးချွန်ထဲမြဲဖို့တော့မလိုဘူးလားဘုန်းတို့တိပိဋကတကပိဋကသုံးပုံနှုတ်ကိုဆောင်ရအောင်ကြိုးစားတဲ့နေရာမှာတလုံးမကြံအလွတ်ရအောင်ကျဲရတဲ့ဆောင်ရတဲ့စာမျက်နှာပေါင်းဟာဘယ်လောက်ရှိလဲလို့ဆိုတော့8,026မျက်နှာရှိပါတယ်စာမျက်နှာပေါင်း8,026မျက်နှာစာအုပ်ရည်20ကိုတလုံးမကြံအလွတ်ရအောင်အာကုံဆောင်နိုင်မှဘုန်းတော်တိပိဋကတရာလို့ဖြစ်တာရောနှုတ်မအာကုံဆောင်ရတဲ့စာမျက်နှာပေါင်းက8,026မျက်နှာရအောင်
နားနဲ့အောင်လေးလာရတဲ့စာမျက်နှာကောင်းကလည်းပဲ1000ကျော်ဆိုတော့ဒီပိဋကသုံးပုံတရားတော်တွေကိုနှုတ်ကိုအားကုန်ဆောင်နိုင်ဖို့ဆိုတာဘုံမတော်ပရိသတ်ကြီးဘာပဲပြောပြောဉာဏ်ပညာအသင့်အတည့်ထူးချွန်ထဲမြဲဖို့မလိုဘူးလားဉာဏ်ပညာထူးချွန်ထဲမြဲမှလည်းပဲဟောဒီပိဋကသုံးပုံတရားတော်တွေကိုကျက်နိုင်မှာနှုတ်ကိုအားကုန်ဆောင်နိုင်မှာဖြစ်ပါတယ်ဒီတော့ပိဋကသုံးပုံနှုတ်ကိုအားကုန်ဆောင်တော်မူနိုင်ကြတဲ့ဆရာတော်ရှင်သူများများကိုပင့်ပြီးတော့ပူဇော်နေခြင်းသည်ပညာကိုလည်းပဲပူဇော်ရမရောက်ဘူးလားပညာကိုလည်းပဲပူဇော်ရရောက်တယ်ဒါတကူကဒီတရားတော်တွေဟာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့တရားတော်တွေဖြစ်လို့ဒီတရားကိုပူဇော်ခြင်းအဖြစ်မြတ်စွာဘုရားကိုလည်းပဲပူဇော်ရမရောက်ဘူးလားမြတ်စွာဘုရားကိုလည်းပဲပူဇော်ရရောက်တယ်တဲ့နောက်တစ်ခုကဒီပိဋကသုံးပုံတရားတော်တွေကိုဆောင်တော်မူကြတာကဒီပိဋကသုံးပုံတရားတော်တွေကိုယနေ့နှစ်ပေါင်း2500ကျော်တိုင်အောင်ကြာရှည်စွာတည်တံ့ပြန်ပွားခိုင်မြဲအောင်ကြိုးစားဆောင်ရွက်တော်မူကြတာကသံဃာတော်တွေပရိသတ်ရဲ့ဘသူတွေလဲသံဃာတော်ရှင်မြတ်အားလုံးဖြစ်ပါတယ်သံဃာတော်ရှင်မြတ်တွေဟာဘုရားရှင်ကိုယ်တော်မြတ်ကြီးပရိနိဗ္ဗာန်ပြုသွားတဲ့အချိန်ကစပြီးတော့ယနေ့နှစ်ပေါင်း2500ကျော်တိုင်အောင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားဆုံးမတော်မူခဲ့တဲ့ပိဋကသုံးပုံတရားတော်တွေကိုတလုံးတပါးရမရော့သွားတယ်ပျောက်သွားတယ်မရှိရလေအောင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားဆုံးမတော်မူတဲ့ပိဋကသုံးပုံတရားတော်တွေကိုစောင့်ရှောက်လာကြတာထိမ့်သိမ်းလာကြတာသံဃာတော်ရဲ့ကျေးဇူးတရားကပရိသတ်ကြီးမကြီးမားဘူးလားသံဃာတော်ရှင်မြတ်ရဲ့ကျေးဇူးတရားကအလွန်မကြီးမားလာပါတယ်ဒါကြောင့်မို့ဒီတရားတော်တွေကိုပူဇော်ခြင်းအပြင်အဲ့ဒီသံဃာတော်များကိုလည်းပဲပူဇော်ရမရောက်ဘူးလားဒီလိုနေ့တရားကိုပူဇော်ခြင်းအပြင်ယရဏသုံးပါးလုံးကိုလည်းပဲပူဇော်ရရောက်တယ်လို့သိရှိပြီးတော့ဝမ်းမြောက်မှုဝမ်းသာမှုတွေကိုပရိသတ်ကြီးမဖြစ်သင့်ဘူးလားဗျာယနေ့ပိဋကသုံးပုံဓမ္မဂုဏ်တွေကိုအာယုံပြုပြီးတော့ပူဇော်နေကြတဲ့ဓမ္မပူဇာပညာပူဇာကုသိုလ်ရှင်များဖြစ်ကြတဲ့စေရဏရှင်ပါရမီရှင်တို့ရှင်သူတော်စင်များအားလုံးပေါ့အားတို့တွေပိဋကသုံးပုံနှုတ်ကုံဆောင်နိုင်တဲ့ဒီပိဋကတရားရှင်မြတ်တွေကိုပြင်ပြီးတော့ဇာတော်ရှင်မြတ်တို့ရဲ့နှလုံးအိမ်မှာကိဝတ္တိရှိနေတဲ့ပိဋကသုံးပုံတရားတော်တွေကိုပူဇော်သောအဖြစ်ယနေ့ဇာတော်ဥရမပါဠဥဆောင်ပြီးတော့ငါတို့တွေပူဇော်ခွင့်ရနေကြတယ်ယနေ့ငါတို့တွေဟာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့ပိဋကသုံးပုံတရားယရဏတွေကိုလက်တွေ့ပူဇော်နေရတယ်လူရနေရတယ်တရားကိုပူဇော်ခြင်းအပြင်ငါတို့တွေဟာပိဋကသုံးပုံတရားတော်တွေကိုနှုတ်ကိုအားကုန်ဆောင်နိုင်တဲ့တိပိဋကတရားဆရာတော်ရှင်မြတ်တို့ရဲ့ထူးချွန်ထက်မြက်တဲ့ပညာဉာဏ်ကိုလည်းပဲပူဇော်နေရတယ်ဟဲ့ငါတို့တွေဒီလိုပိဋကသုံးပုံတရားတော်တွေကိုပူဇော်ခြင်းအဖြစ်တရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုလည်းပဲပူဇော်နေကြရတယ်ဟဲ့ပိဋကသုံးပုံတရားတော်တွေကိုယနေ့နှစ်ပေါင်း2500ကျော်တိုင်အောင်တည်ရခိုင်မြဲအောင်ကြိုးစားဆောင်ရအာထုံတော်မူကြတဲ့သံဃာတော်အားလုံးကိုလည်းပဲပူဇော်ရာရောက်တယ်ဟဲ့လို့သိပြီးတော့အားလုံးသောဓမ္မပူဇာဓမ္မဒါနပညာပူဇာကုသိုလ်ရှင်စေရဏရှင်ပါရမီရှင်သူတော်စင်တို့တွေအနေအားဖြင့်ဝမ်းမြောက်မှုဝမ်းသာမှုပျော်ရွှင်မှုတွေဖြစ်ကြပါယနေ့အလို့ရှင်သူတော်စင်တို့သည်တရားကိုပူဇော်ကြပါれဘာကိုပူဇော်ကြလဲပိဋကသုံးပုံမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကိုပူဇော်ကြပါတယ်နောက်တစ်ခုကပညာကိုပူဇော်ကြပါတယ်ဘာကိုပူဇော်ကြလဲနောက်တစ်ခုကယရဏသုံးပါးလုံးကိုလည်းပဲပူဇော်ကြပါတယ်မှန်လားပရိသတ်ကြီးဒီတော့ယရဏသုံးပါးကိုပူဇော်ပြီးတော့နေကြတဲ့ကုသိုလ်ရှင်တွေ
ဗုဒ္ဓသာဗုဒ္ဓမာဒေသဝန္တောဓမ္မသာဗုဒ္ဓမာပညာဝန္တောသံဃသာဗုဒ္ဓမာဘောဂဝန္တောယေကေစီဗုဒ္ဓနာမသံဃံသရဏကတတိနာတေကမိတ်သံတိအပါယဘုမေဘာယာမနုသန္တေဟံဒေဝကာယံဗတိဗုဒ္ဓသန္တိဘုန်းတော်ဘုရားရှင်ကိုတော်မြတ်ကြီးကတရားကိုပူဇော်ကြတဲ့အတွက်ပညာကိုပူဇော်ကြတဲ့အတွက်ယရဏသုံးပါးလုံးကိုပူဇော်ရာရောက်ပြီးတော့အဲ့လိုယရဏသုံးပါးကိုပူဇော်ကြတဲ့ကိုယ်ွယ်ကြတဲ့ပုဂ္ဂိုလ်တွေဟာဖြင့်နတေကမိတ်သံတိအပါယဘုမေငရဲတရိစ္ဆာန်ပြည့်တာသူတကယ်ဆိုတဲ့အမလေးပါးကိုမရောက်ရဘူးမလားရဘူးအပယ်ဆင်းရဲဒုက္ခတွေကိုမခံစားကြရဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာဖြစ်ရဘဝတိုင်းဘဝတိုင်းမှာလူပြည်နတ်ပြည်လူပြည်နတ်ပြည်သူကတိဘုံဘဝတွေမှာပဲကျင်လည်ပြီးတော့တဲ့ဖြစ်ရဘဝတိုင်းဘဝတိုင်းမှာလည်းပညာဉာဏ်ကြီးမားခြင်းဆိုတဲ့အကျိုးပညာဉာဏ်ကြီးမားတယ်ပရိသတ်ကြီးဘာကြီးမားလဲပညာဉာဏ်ကြီးမားခြင်းဆိုတဲ့အကျိုးစီးပွားဥစ္စာပြည့်စုံခြင်းဆိုတဲ့အကျိုးစီးပွားဥစ္စာတွေလည်းပဲပြည့်စုံနေတဲ့သာဝနေကြီးအစဉ်ပြေတဲ့နောက်တဟောစာအရှိယဝါကြီးမားခြင်းဆိုတဲ့အကျိုးတရားတွေကိုလည်းပဲရရှိမယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာပါရမီပြည့်တဲ့ဘဝမှာတော့မဲ့ဉာဏ်ဘုံဉာဏ်တွေကိုရပြီးတော့ဒုက္ခကြုံခြင်းရာနိဗ္ဗာန်တိရောက်ကြမယ်လို့အဝေါဇာကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းတရားကိုပူဇော်ခြင်းအဖြစ်ယရဏသုံးပါးလုံးကိုပူဇော်ရာရောက်ပြီးတော့အပယ်မလားခြင်းလူပြည်နတ်ပြည်သူကတိဘုံဘဝတွေမှာပဲကျင်လည်ပြီးတော့အဲ့လိုကျင့်တဲ့အခါမှာလည်းပဲပညာဉာဏ်ကြီးမားခြင်းစီးပွားဥစ္စာတွေပြည့်စုံခြင်းတဘောစာခြေဝါတွေကြီးမားခြင်းဆိုတဲ့အကျိုးတရားတွေကိုရပြီးတော့နောက်ဆုံးမှာတော့နိဗ္ဗာန်ကိုရောက်မယ်တဲ့နော်အဲဒါမှယနေ့ပိဋကသုံးပုံဓမ္မဂုဏ်တွေကိုအာယုံပြုပြီးတော့ဒီပိဋကပူဇော်ပွဲကြီးယနေ့စင်ကျင်းပနေကြတဲ့စေရနာရှင်ပါရမီရှင်လူရှင်သူတော်စင်များဝမ်းမြောက်ဝမ်းသာပျော်ရွှင်မှုတွေဖြစ်ရမယ်နော်။ခိုင်အားလုံးပဲလိုက်ဆိုကြရအောင်များ။တရားကိုယ်ွယ်တကူကျွဲပညာကျွဲဥစ္စာကျွဲအပယ်မကြနိဗ္ဗာန်ရ၏တရားကိုယ်ွယ်တကူကျွဲပညာကျွဲဥစ္စာကျွဲအပယ်မကြနိဗ္ဗာန်ရ၏ယနေ့ပိဋကသုံးပုံတရားယရဏတွေကိုပူဇော်နေကြတဲ့ဓမ္မပူဇာပညာပူဇာကုသိုလ်ရှင်စေရနာရှင်ပါရမီရှင်တို့ရှင်များအားလုံးယခုလိုဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့ပိဋကသုံးပုံတရားတော်တွေကိုအာယုံပြုပြီးတော့ပူဇော်ကြရတဲ့အတွေ့ဓမ္မပူဇာပညာပူဇာကုသိုလ်တွေဖြစ်ပြီးတော့ဖြစ်လေရဘဝတိုင်းမှာအပယ်လေးပါးကိုမလားရခြင်းလူပြည်နာပြည်သူကတိဘုံဘဝတွေမှာပဲကျင်လည်ရခြင်းလူပြည်နာပြည်သူကတိဘုံဘဝတွေကျင်လည်တဲ့အခါမှာလည်းပဲဉာဏ်ပညာကြီးမားခြင်းစီးပွားအစဉ်ပြေခြင်းစီးပွားဥစ္စာပြည့်စုံခြင်းတကောသာရှေဝါကြီးမားခြင်းစတဲ့အကျိုးတရားတွေကိုရပြီးတော့နောက်ဆုံးပါရမီပြည့်တဲ့ဘဝမှာဒုက္ခခတ်သိချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမြတ်မောပြုနိုင်ကြပါစေကုန်သတည်းဟုပတနာအောင်စုပြုလိုက်ကြကုန်ရာသတည်းဒီနေ့တိပိဋကသုံးပုံတရားပူဇော်ပွဲကြီးကို
ဇာတော်ဥဒ္ဓမပါဠဥဆောင်ပြီးတော့ဒီမဟာချိုင်နေဝိအာဂသာကွင်းကြီးတွေမှာသူယုံရောက်ရှိနေကြတဲ့စေရနာရှင်ပါရမီရှင်သူတော်စင်များစေရနာတရတရားထက်သန်စွာဖြင့်ပိဋကသုံးပုံဓမ္မဂုံကိုအာယုံပြုပြီးတော့ပူဇော်ကြရတဲ့အတွက်ဗာမြောက်ဝန္တာတွေဖြစ်ပြီးတော့ယနေ့ပူဇော်ကြရတဲ့ဓမ္မပူဇာပညာပူဇာဂုဏပူဇာကုသိုလ်ကောင်းမှုအစုစုတို့တွေတောင်းဆိုတွေပြုပြီးတော့ရေစက်ကြအများဝေရအောင်များအားလုံးလိုက်ဆိုကြပါသူတော်ကောင်းတို့အရှင်မြတ်တို့ဖေဟာတပည့်တော်များဘုရားမြတ်စွာသာသနာကိုဤညိုလေးစားညနိုးကြကုန်သောဘုရားမြတ်စွာသာသနာတော်အကျိုးသေဖို့ဆောင်ရွက်နေကြကုန်သောသာသနာအကျိုးတော်ဆောင်များဖြစ်ကြကုန်သောကိုရောင်နေထွန်းကိုစုမိုးကိုအောင်မိုးကိုကရင်ကိုချာလီဆရာဟင်းတဲ့သောကိုဇော်လင်းကိုမင်းသားကိုစုမင်းဦးကိုကျော်တို့ကိုမင်းလက်မအစရှိကုန်သောစေရနာရှင်ပါရမီရှင်များဖြစ်ကြကုန်သောမဟာချိုင်နေဝတ်နေဓမ္မမိတ်ဆွေကလျာဏနွယ်ဝင်သူတော်စင်တို့သည်ဆရာတော်ဥဒ္ဓမပါဠဥဆောင်၍တိပိဋကဓမ္မပူဇာကုသိုလ်တပင်ပွဲကိုစီကသတ်မြိုက်စွာကျင့်ပပူဇော်လိုကြ၍မြန်မာနိုင်ငံမှကြားရောက်လာကြသောပိဋကသုံးပုံဆောင်တိပိဋကတရာအရှင်သူမြတ်နှစ်ပါးတို့ကိုရိုသေစွာပင့်လျှောက်ကြပြီလင်ပိဋကသုံးပုံတရားအလိုဘေးလိုပူဇော်သောအဖြစ်တိပိဋကဓမ္မပူဇာပညာပူဇာဖြစ်ပါစေခြင်းငှာဆရာတော်အရှင်မြတ်တို့၏နှလုံးအိမ်ဝဲဒေဝတရှိ၍နေသောပိဋကသုံးပုံတရားယရဏများကိုပူဇော်ကြပါကုန်၏တရားတော်ကိုလူရန်ကြပါကုန်၏အရှင်မြတ်တို့ဖေဟာပိဋကသုံးပုံဓမ္မဂုံကိုအာယုံပြု၍ဆရာတော်အရှင်မြတ်တို့၏ထံတော်မောင်းနာတရဏဂုံသီလကျင့်သုံးခံယူစောင့်တည်ကြပါကုန်၏ဆရာတော်များဟောကြားအပ်သောတရားဒေသနာများကိုနာယူကြပါကုန်၏အရှင်မြတ်တို့ဖေဟာပိဋကသုံးပုံဓမ္မဂုံကိုအာယုံပြု၍တိပိဋကဓမ္မပူဇာပညာပူဇာဖြ
ဖြစ်ပါစေခြင်းငါသင်္ကန်းအစာရှိသောလူဘဝတ္ထုများသတ္တုပစ္စယနဝကမ္မအလူတော်ငွေများကိုလူရန်ပူဇော်ကြပါကုန်၏အရှင်မြတ်တို့ဖျားဤသို့ဘိဒကသုံးပုံဓမ္မဂုံကိုအာယုံပြု၍တိပိတကတရာဆရာတော်အရှင်သူမြတ်တို့အားပူဇော်ကြရသောတိပိတကဓမ္မပူဇာပညာပူဇာကုသိုလ်စေရနာတို့ကြောင့်ဘုရားတပည့်တော်တို့သည်သဝတန္တရာဆင်းရဲကင်းကွာ၍ကောင်းကျိုးချမ်းသာအဖျားဖျားကိုရရှိပါစေသတည်းနောက်ဆုံးဘဝမှာမဲ့ညာဖုန်ညာထိုးတွင်သိမြင်၍ဒုက္ခခတ်သိချုပ်ငြိယနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို၏မျက်မှောက်ပြုနိုင်ပါစေသာအရှင်မြတ်တို့ဖျားဤကုသိုလ်စေရနာတို့ကြောင့်ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအရှိတိရပါစေတည်းဗုဒ္ဓမြတ်စွာသာသနာတော်တွင်၌ပိဋကသုံးပုံနှုတ်ငုံဆောင်နိုင်သောတိပိဋကတရာအရှင်သူမြတ်များတပါးမိတပါးစင်ဆက်မပြတ်ပေါ်ထွန်းပါစေတည်းပေါ်ထွန်းပါစေသာအရှင်မြတ်တို့ဖျားဤကုသိုလ်ကောင်းမှုအဖို့ပါကကိုမိဘဘိုးဘွားအစထား၍နတ်မြတ်နတ်ကောင်းနာပေါင်းတို့နှင့်32ဘုံကျင်လေကုန်သောသတ္တဝါအနန္တတို့အားအမြဘေးဝေပါ၏မိဘဘိုးဘွားအစထား၍များများလှစွာသတ္တဝါတို့သည်အလူရှင်ဖြစ်ကြသောတပည့်တော်တို့နှင့်အတူတကွာဤကောင်းမှုအဖို့ပါကကိုဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုခေါ်နိုင်ပြီလေတပည့်တော်တို့နှင့်အတူကောင်းကျိုးချမ်းသာအဖျားဖျားကိုရရှိကြပါစေသောအာလုံးရာဇသမြာ
ครับผมครับผมครับ တော့ခံရရှိပြီတသိန်း5,480နဲ့ဥပ္ပါဖြစ်ပါလိမ့်အလုံးပဲအာရုံကိုဆက်ရအောင်ဒီဝေဘောကအဖွဲ့မှာလာရောက်အားပေးကြသောရရှိတဲ့သူတော်ရှင်ပေါင်းတို့ဟာအထူးပဲကျေးဇူးတင်ကြီးကြောင်း